NUG နဲ့တိုင်းရင်းသားတွေမပေါင်းသွားအောင်သူတားနိုင်မလား NUG နဲ့ PDF တက်ကြီးမတိုးပွားလာအောင်အင်အားမကြီးထွားလာအောင်သူတားနိုင်မလား NUG နဲ့ PDF တွေထိန်းထားတဲ့လွတ်မြောက်နေမျိုးလို့ခေါ်တဲ့မြို့တွေကိုသူပြန်သိမ်းနိုင်မလားဒုတိယမဟုတ်သူထိန်းချုပ်ထားတဲ့မြို့တွေကိုလက်မလွတ်ရအောင်သူထိန်းထားနိုင်မလားအေးကိုရခိုင်ကနေပြန်မောင်းထုတ်နိုင်မလားကချင်သိမ်းထားတဲ့မြို့တွေအားလုံးကိုသူပြန်သိမ်းနိုင်မလားကိုကန့်တောင်ပလောင်တို့သိမ်းထားတဲ့မြို့တွေအားလုံးကိုသူပြန်သိမ်းနိုင်မလားအာရှလမ်းမမှာရှိနေတဲ့ဒီလက်နက်ကင်တွေအားလုံးကိုရှင်းထုတ်ထားနိုင်မလားအားလုံးပဲမင်္ဂလာပါမြန်မာ resistant new မှာကြိုဆိုပါရစေမြန်မာ resistant new ဟာနေဦးတော်လိုင်းရေးတရင်ပါဝင်နောက်ဆုံးရတိုက်ပွဲသတင်းများကိုချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် like and subscribe လေးလုပ်ထားပေးပါရဲ့တောင်းဆိုပါရခင်ဗျာပြည်တွင်းစစ်လည်းမဖြစ်ဘူးနိုင်ငံတကာကလည်းအပြစ်အများကြီးပြောမှာမဟုတ်ဘူးပန်းနေအမေရိကန်ရဲ့ session ကတော့ရော့ကျင်မှရော့မယ်အမေရိကန်နိုင်ငံ session ရှိမြန်မာနိုင်ငံဒီအာဆီယံနဲ့တော့စီးပွားရေးလုပ်လို့ရနိုင်မယ်မြန်မာနိုင်ငံပြည်သူတွေကပြည်တွင်းမှာလည်းလှုပ်ရှားလို့ရမယ်သူတို့လည်းအုပ်ချုပ်လို့ရမယ်ဆက်ကျင်တဲ့လက်နက်ကင်တွေလည်းပေါ်လာစရာမရှိဘူးဘယ်လိုပဲဖြစ်ဖြစ်အာရှနိုင်ငံတွေနဲ့ပေါင်းပြီးမြန်မာနိုင်ငံစီးပွားရေးကတိုးတက်နေမယ်ပြည်သူတွေလည်းစားဝတ်နေရေးချောင်းလည်နေမယ်ဒါဆိုရင်ဘာကြောင့်2015မှာအာဏာလွှဲလိုက်တာလဲအဲ့တော့အဲ့ဒီအာဏာလွှဲဖို့အတွက်ဦးသိန်းစိန်ကိုဖြောင်းပြတဲ့အထက်မှာခရိုနီတွေပါသလားခရိုနီတွေကတိုင်းပြည်ကိုဖွင့်ကျင်လို့တစ်ဖက်တစ်လမ်းကနေဦးသိန်းစိန်ကိုဝိုင်းဖြောင်းပြပြီးတော့လွှဲပေးလိုက်တယ်ဒါပေမဲ့အဲ့ဒါကိုနောက်တက်မဲ့သိန်းစိန်ကသူစားလို့ရသွားလို့နောက်တက်မဲ့မင်းအောင်လှိုင်ကသူမစားရသေးလို့မင်းအောင်လှိုင်ကအာဏာယူတဲ့အခါမှာခရိုနီတွေကလည်းမင်းအောင်လှိုင်ကိုတပြောရင်မင်းအောင်လှိုင်ဖမ်းမှာကြောက်လို့ငုတ်ခံလိုက်ရတဲ့သဘောလားဒါဟာကျွန်တော်တို့ဒီအာဏာရှင်ဗိုလ်ချုပ်အုပ်စုရဲ့စဉ်းစားပုံပဲNLD ကိုလည်းမပိုင်ဘဲနဲ့ကိုလည်းမသိကျင်အောင်မဆောင်နိုင်ဘဲနဲ့ကိုလည်းမြန်မာနိုင်ငံကြီးကနေမထွက်ခွာနိုင်ဘဲနဲ့ဘာကြောင့် NLD ပါတီအင်အားကြီးထွားလာအောင်2015မှာဒီရွေးကောက်ပွဲကိုအနိုင်ပေးလိုက်တာလေဒါဒီအလွန်အမတန်မေးစရာကောင်းတယ်ဒါကြောင့်ဒီစစ်ဗိုလ်ချုပ်တွေရဲ့စဉ်းစားပုံအရာသူတို့တိဆောက်ခဲ့တဲ့နိုင်ငံသူတို့တိဆောက်ခဲ့တဲ့တိုင်းပြည်စီးပွားရေးသူတို့တိဆောက်ခဲ့တဲ့တိုင်းပြည်ရဲ့ပညာရေးသူတို့တိဆောက်ခဲ့တဲ့တိုင်းပြည်ရဲ့လုံခြုံရေးသူတို့တိဆောက်ခဲ့တဲ့တိုင်းပြည်ရဲ့တည်ငြိမ်နေမှုဥပဒေစိုးမိုးမှုသူတို့တိဆောက်ခဲ့တဲ့တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေးလက်မှတ်ထိုးထားမှုအဲ့ဒါတွေအားလုံးကိုဘာကြောင့်သူတို့ဖျက်ဆီးပလိုက်တာလဲအဲ့တော့အဲ့ဒီအစိုးမရတဲ့စစ်ဗိုလ်ချုပ်တွေရဲ့စဉ်းစားပုံကြောင့်2020မှာမြန်မာနိုင်ငံရဲ့စီးပွားရေးတွေအကောင်းဆုံးအနေအထားမှာရှိတယ်မြန်မာနိုင်ငံမှာအရန်ငွေကြေး1988မှာအရန်ငွေကြေးမရှိတဲ့ဘဝကနေအရန်ငွေကြေးဘီလီယံနဲ့ချီပြီးတော့ဒေါ်ဆန်းစုကြည်တို့နိုင်ငံသားမှာသိမ်းထားနိုင်တယ်မြန်မာနိုင်ငံမှာစီးပွားရေးဖူးပြမှုတွေအရန်ရှိတယ်လူငယ်တွေရဲ့ပညာတတ်နှုန်းလူငယ်တွေရဲ့တီထွင်နိုင်စွမ်းအားလူငယ်တွေရဲ့ပြည်သူတွေရဲ့တိုင်းပြည်ပေါ်မှာကျေနပ်မှုအားအမြင့်ဆုံးအနေအထားမှာရှိတယ်အရှိတောင်အာရှမှာအတိုးတက်ဆုံးဖြစ်တော်မဲ့နိုင်ငံအဖြစ်နာမည်သတင်းပြေးနေတယ်အရှိတောင်အာရှမှာအလွတ်လပ်ဆုံးနိုင်ငံအဖြစ်လေသတင်းတက်နေတဲ့အနေအထားအဲ့ဒီအနေအထားကိုလုံးဝမစင်စားမစင်ကျင်ပဲ
စင်စားမစင်ခြင်းပဲပြောချင်တာကအဲ့ဒီ2015တည်းကဘာကြောင့်မြန်မာနိုင်ငံမှာ Spring Council လို့အဖွဲ့တစ်ဖွဲ့ကိုသူတို့မတည်ထောင်တာလဲအခုသူတို့ပြောတဲ့အတိုင်ပင်ခံကောင်စီလိုမျိုးဘာလို့မတည်ထောင်တာလဲအဲ့ဒါစစ်ဗိုလ်ချုပ်တွေရဲ့မဟာအမှားပဲထိုင်းနိုင်ငံမှာဘရင်စနစ်ကိုခံပြီးတော့အာဏာကိုထိန်းတာတရုတ်နိုင်ငံမှာကွန်မြူနစ်ပါတီကိုခံပြီးတော့အာဏာထိန်းတာဒါဆိုရင်မင်းအောင်လှိုင်တို့ကလေချက်ဖို့ပါတီကိုခံပြီးတော့အာဏာထိန်းဖို့စ조사လို့ရတယ်အတင်းချက်ပဲလုပ်ပါဦးဒါဆိုရင်ချက်ဖို့ပါတီကနေတဆင့်သွားမယ်ဆိုရင် NLD ကိုမင်းအောင်လှိုင်တို့ကမကြီးထွားလာအောင်တားမှာလीဒီဗိုလ်ချုပ်တွေကပြီးတော့ချက်ဖို့ပါတီကနေတဆင့်တိုင်းပြည်မှာတက်လာတဲ့စီးပွားရေးကနေပြည်သူကိုမျက်နှာလိုမျက်နှာလာလောက်ရမှာသူတို့1988ကနေ2010တိအချိန်ယူခဲ့သလိုဘာကြောင့်2010ကနေပြီးတော့2030လောက်ထိအချိန်ယူပြီးချက်ဖို့ပါတီကိုမတိဆောက်တာလဲဘာကြောင့်လောနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုလှုပ်ပေးတာလဲဘာကြောင့်လောနဲ့ NLD ရွေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်နိုင်အောင်လမ်းဖွင့်ပေးတာလဲဘာကြောင့်လောနဲ့ NLD ရဲ့မဲရလက်ကိုလက်ခံပေးလိုက်ပြီးတော့အာဏာကိုလွှဲပေးလိုက်တာလဲဒါကိုကြည့်ခြင်းအဖြစ်တန်းရွှေနဲ့သိန်းစိန်တို့ကရွှေမန်းအပါအဝင်သူတို့စဉ်းစားပုံကတစ်မျိုးဖြစ်လိမ့်မယ်ဒေါ်အောင်ဆန်းစုကြည်ရဲ့စီယုံမှုကိုသူတို့လက်ခံလိုက်တဲ့ပုံရှိတယ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ဥဆောင်မှုနဲ့တိုင်းပြည်ကိုပြောင်းမှာကိုလက်ခံမဲ့ပုံရှိတယ်ဒါပေမဲ့သူတို့လက်ထဲမှာအာဏာမရှိဘူးမြန်မာနိုင်ငံမှာကကာကွယ်ရေးဦးစီးချုပ်လက်ထဲမှာပဲအာဏာရှိတာကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့မင်းအောင်လှိုင်တဲ့အဲ့ဒီချိန်မှာရှိတဲ့တိုင်းမှုတွေဗိုလ်ချုပ်တွေစိုးဝင်းတို့အုပ်စုကလက်မခံတာအဲ့ဒီအဖြေကိုထွက်တယ်ပြောချင်တာကရွှေမန်းတို့သိန်းစိန်တို့တန်းရွှေတို့အပါဝင်အဲ့ဒီလူတွေက NLD နဲ့ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှုနဲ့တိုင်းပြည်ပြောင်းမှာကိုမကြိုက်တော့လဲလက်ခံမဲ့သဘောပြတယ်ဒါပေမဲ့အဲ့ဒါကိုမင်းအောင်လှိုင်နဲ့စစ်အုပ်စုတွေကလက်မခံဘူးလက်မခံတော့ခရိုနီတွေကလည်းမလုပ်ရဲဘူးဘာလို့တော့သူတို့လက်ထဲမှာဖမ်းနိုင်စီးနိုင်တဲ့အာဏာရှိနေတာကိုလက်တွေလည်းခရိုနီတချို့ကိုဖမ်းပြထားတဲ့အခါကျတော့အားလုံးငြိမ်ကုတ်သွားတာဒါဆိုရင်သူတို့လည်းချော်လဲရောထိုင်ပေါ့ဗျာမင်းအောင်လှိုင်အစွမ်းပြပြီဆိုတော့မင်းအောင်လှိုင်နဲ့ချော်လဲရောထိုင်ပြီသူတို့ဘဝကောင်းစားဖို့ပဲ NLD ဒုက္ခရောက်တာတဲ့သူတို့ကိုသူတို့ကဲတင်လိုက်တာပေါ့ဒါကိုကြည့်ခြင်းအဖြစ်အာဏာကိုသိမ်းလိုက်တဲ့မင်းအောင်လှိုင်ဟာသူ့ရဲ့စီနီယာများဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ဦးသိန်းစိန်ဦးရွှေမန်းဗိုလ်ချုပ်ကြီးတင်ဦးတန်းရွှေတို့ရဲ့စဉ်းစားပုံနဲ့ကွဲလွဲနေတာကိုတွေ့ရတယ်အဲ့ဒီထဲမှာသူအမှားကြီးမှားခဲ့တဲ့အချက်က NLD ပါတီနဲ့ NLD ရဲ့တည်ရှိမှုရဲ့21ရာစုမှာရှိတဲ့နည်းပညာပြန့်ပွားမှုနဲ့လူငယ်တွေရဲ့ပြောင်းလဲနေတဲ့ generation အရာစိတ်ဓာတ်ကိုသူခံမှန်းမှုမေ့သွားတဲ့အခါမှာငကိုလိုပဲလူလေကူကူနဲ့အာနာသိမ့်ပြီးရင်88လိုပဲသူပြက်လိုက်ခတ်ပြက်လိုက်လိုက်ရင်လာပိုင်းအတွင်းအားလုံးပြီးသွားမယ်လူတချို့ကတော့နေဆက်ရောက်သွားမယ်အဲ့ဒီနေဆက်ရောက်သွားတဲ့လူတချို့ကိုလည်း88ပုံစံပဲဖြိုခွဲလိုက်ပြီးသူအေးစစ်စစ်ပြည်တွင်းစစ်မဖြစ်ပဲအာနာယူလို့ရမယ်ဆိုတဲ့စဉ်းစားပုံနဲ့မင်းအောင်လှိုင်တို့တို့သမုံးလေသိန်းစိန်တို့ကရွှေညံတော်ဆူရောက်တာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဘယ်လိုအနေထားရပဲဖြစ်ဖြစ်2021ကနေ2025အတွင်းမှာသူတို့တိဆောက်ထားခဲ့တဲ့စနစ်ကြီးကိုသူတို့ကိုယ်တိုင်ဖျက်ဆီးပလိုက်ပြီ
အဲ့တော့နိုင်ငံနဲ့အနှံ့ခုခံမှုတွေနိုင်ငံနဲ့အနှံ့ပေါ်လာတဲ့လက်နက်ကင်ဒေါ်လန်ရေးတွေနဲ့တိုင်းရင်းသားတွေရဲ့ပူးပေါင်းဆောင်ရွက်မှုအရာသူတို့လုံးဝမမျှော်မှန်းထားတဲ့ဆုံးရှုံးမှုတွေနေမြေဆုံးရှုံးမှုတွေစစ်သားရေးအတွက်ဆုံးရှုံးမှုတွေတက်ပြုတ်လို့နှီးပါအနေထားတွေအားလုံးကိုသူတို့မျက်ဝါးထင်တွေးလိုက်ရတယ်။တဘာဝတရားကြီးကလည်းငလင်တန်ဆော်လိုက်တဲ့အခါမှာသူနေပြည်တော်လည်းပြက်စီးမတက်ဖြစ်သွားတယ်။သူတို့တွေလည်းအသက်ဘေးကနေလွတ်အောင်အသက်ဘေးကိုချင်းချောက်ရတဲ့အခန်းဒီဖြစ်လာတယ်။ဒါကြောင့်2020နဲ့20မှာအကောင်းဆုံးရှိနေတဲ့မြန်မာစီးပွားရေးသည်2025-2026လည်းရောက်တဲ့အခါမှာ1988အနေထားထက်ဆိုးတဲ့အနေထားကိုပြန်ရောက်သွားပြီပြောချင်တာကနေဝင်းထိန်းထားတဲ့အချိန်ကတနိုင်ငံလုံးကိုမြန်မာစစ်တပ်ကပဲအုပ်ချုပ်ထားတယ်နေဝင်းစစ်တပ်ကအုပ်ချုပ်ထားတယ်တိုင်းပြည်စီးပွားရေးကပြည်တွင်းစစ်မဖြစ်နေတာဖြစ်တဲ့အတွက်ဆင်းရဲတာတော့မှန်တယ်ဒါပေမဲ့ပြည်သူတွေအားလုံးဒီလှုပ်ရှားကင်စားလို့ရနေသေးတယ်ကိုအိုးကိုအိမ်နဲ့မကွဲမကွာပဲနေလို့ရနေသေးတယ်တခါ2010မှာရှိနေတဲ့တိုင်းပြည်ရဲ့ GDP ဝင်ငွေ investment နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုင်းပြည်ရဲ့ဝင်ငွေထွက်ငွေအဲ့ဒါတွေအားလုံးနဲ့ရှင်းလိုက်ရင်ဒီ2025မှာအဆိုးဆုံးအနေအထားကိုရောက်ရှိသွားပြီဒါဆိုရင်နောက်9နှစ်ဘယ်သူနဲ့မှမတူတဲ့ဒီမင်းအောင်လှိုင်ရဲ့ဖျက်ဆီးပုံကြောင့်နောက်9နှစ်ဘာဆက်ဖြစ်မလဲအဲ့တော့2020နဲ့2025မှာမင်းအောင်လှိုင်ရဲ့ judgment ပေါ့နော်မင်းအောင်လှိုင်ရဲ့စဉ်းစားဆုံးဖြတ်ပုံမင်းအောင်လှိုင်ပြည်သူတွေကိုဆက်ဆံပုံမင်းအောင်လှိုင်ရဲ့လုပ်ရကြောင့်ပြည်သူတွေခုခံတွန်းလှန်လာတာကိုမဖြေရှင်းနိုင်ဘူးမနှိမ်နှင်းနိုင်ဘူးကိုကြည်ပြီးတိုင်းပြည်စီးပွားရေးသည်အဆုံးစွန်တဲ့ကိုရောက်နေပြီဆိုရင်သူရဲ့ judgment အရာပဲနောက်9နှစ်သူဘာဆက်လုပ်နိုင်မလဲအဲ့ဒါဟာကျွန်တော်တို့သုံးသပ်ရမှာ2025ဒီ2030အတွင်းမှာမင်းအောင်လှိုင်ဘာလုပ်နိုင်မလဲပြည်တွင်းစစ်ကိုသူရက်အောင်လုပ်ပေးနိုင်မလားတက်နေတဲ့ကုန်စည်နှုန်းကိုရက်တအောင်လုပ်ပေးနိုင်မလားဖြစ်ပွားနေတဲ့မီးရှို့တာတွေပြည်သူတွေထွက်ပြေးနေရတာတွေဒီစစ်ဘေးဒုက္ခတွေရော့ပါအောင်သူလုပ်ပေးနိုင်မလားပျက်စီးယိုယွင်းနေတဲ့မြန်မာနိုင်ငံပညာရေးစနစ်မြန်မာနိုင်ငံကျန်းမာရေးစနစ်မြန်မာနိုင်ငံလူမှုရေးစောင့်ရှောက်ရေးစနစ်မြန်မာနိုင်ငံပြည်သူတွေရဲ့ဥယျာဉ်တည်ငြိမ်ရေးစနစ်တွေအားလုံးကိုပြန်လည်တည်ဆောက်နိုင်မလားမိစရာမေးခွန်းကနောက်ထပ်9နှစ်မှာမင်းအောင်လှိုင်ပြီးစစ်မှုမထမ်းမနေရပေါ်တာမဆွဲမနေရကိုဆွလွန်နိုင်မလားထွက်ပြေးနေတဲ့ပြေးပရောက်နေတဲ့ယူရီးယားရောက်နေတဲ့ထိုင်းရောက်နေတဲ့မလေးရောက်နေတဲ့စင်ကာပူရောက်နေတဲ့မြန်မာနိုင်ငံသားတွေကိုပြန်ခေါ်နိုင်မလား CDN တွေအားလုံးကိုလည်းပြန်ခေါ်နိုင်မလားအခုဖြစ်နေတဲ့စစ်ပွဲတွေအားလုံးကိုရပ်တန့်အောင်သူလုပ်ပေးနိုင်မလားပြောချင်တာကအခုဖြစ်နေတဲ့ NUG PDF တက်တွေနဲ့တိုင်းသား AA တက်တွေကိုကံဝတက်တွေ KNU KIA ချင်းတက်တွေအားလုံးကိုKNI တက်တွေအားလုံးသူ့ကိုမတိုက်အောင်သူတားနိုင်မလားအဲ့တော့တိုင်းပြည်ရဲ့ investment နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလာအောင်သူဖိတ်ခေါ်နိုင်မလားတနိုင်ငံလုံးမှာအလုပ်ကိုင်အခွင့်အလမ်းတွေကောင်းအောင်သူလုပ်ပေးနိုင်မလားပြည်သူတွေလွတ်လွတ်လပ်လပ်စီးပွားရှာလို့ရအောင်သူလမ်းဖွင့်ပေးနိုင်မလားဒါဟာနောက်ထပ်9နှစ်မြန်မာနိုင်ငံရဲ့အနေအထားကိုကျွန်တော်တို့ခန့်မှန်းရမှာဆိုလိုချင်တာက